Hello အားလုံးပဲမင်္ဂလာပါရှင်စုတာတာဖက်စီကောင်းကနေကြိုဆိုလိုက်ပါတယ်ရှင်ဒါလေးကကြတော့စိန်တလုံး locket ကလေးပါသူကဖောက်ဆုပ်ကိုမကြိုက်တဲ့သူတွေအတွက်ဆိုရင်မူလီကြီးကလေးလာထားပါတယ်ဖောက်ဆုပ်မကြိုက်တဲ့မမတို့အတွက်ဆိုရင်မူလီကြီးကလေးပါစိန်တလုံးလေးဆိုတော့ယောက်ျားလေးလဲဝင့်မလားမိန်းကလေးပဲဝင့်မလားပို့ပြီးတော့အဆင်ပြေပါတယ်ရှင်ကြောက်ဆိုင်ကလေးကိုကျွန်မအတိအကျတိုင်းပြပေးမယ်ရှင်ကြောက်ဆိုင်ကလေးဘယ်လောက်ကြောက်ပွင့်တစ်လုံးကိုစိုက်ဘယ်လောက်ရှိလဲဆိုတော့ပို့ပြီးတော့သိအောင်လို့ပါမဟုတ်ရင်လာဟိုဒီထဲမှာကျတော့အနီးကပ်ပြထားတော့ကြောက်ဆိုင်ကလေးတွေကကြီးပါတယ်ရှင်။ကြာအပြင်မှာလည်းအရင်ကြီးရလို့ထင်နေမှာဆိုလို့ပါရှင်။ကြောက်ဆိုင်ကလေးက1စင်တီမီတာပြည့်ဖို့အတွက်တဝက်ပါဆိုတော့1စင်တီမီတာရဲ့တဝက်ဆိုတော့0.5စင်တီမီတာရှိပါတယ်ရှင်။ဒီစိန်နှလုံးလေးငကက်လေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ Viber လေးမှာ screenshot လေးရိုက်ပြီးတော့မှာယူပေးပါရှင်။ကျမတို့ကဖုန်းဆက်ပြီးတော့ဝယ်ရင်ကြတော့ပေါ့နော်။ကျမတို့မှာပစ္စည်းတွေအများများတဲ့အတွက်ဝယ်ယူတဲ့သူကသူကိုလိုချင်တဲ့ပုံလေးနဲ့ကျမတို့ပို့လိုက်တဲ့ပုံလေးနဲ့တစ်ထက်ထဲမကြမှာဆိုလို့ပါရှင်အဲ့လိုမျိုးလေးဖြစ်သွားမှာဆိုလို့ကျမတို့က Viber လေးကိုခေါ်တာပါရှင် Viber လေးမှာကြတော့ကိုလိုချင်တဲ့ပုံလေးကို screenshot လေးပြလိုက်ရင်ကျမတို့ပို့တဲ့ပုံလေးနဲ့တစ်ထက်ထဲကြတော့ပို့ပြီးတော့နှစ်ဦးနှစ်ဖက်အဆင်ပြေပါတယ်ရှင်ဒါလေးကပစ္စည်းတန်မိုးလေးက16500ပါရှင်ဒီလီကတော့ဝယ်သူဘက်ကတော့ခံပေးရပါမယ်ရှင်နင်ဂျာပန်ရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင်လိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber 3995551136ကိုလာပြီးတော့မှာယူလို့ရပါတယ်ရှင်ဒီအရှိစိုက်ကလေးပါကျွန်မတစ်ချက်ပြပေးမယ်ရှင်ဒီအရှိစိုက်ကလေးက1စင်တီမီတာဟုတ်ဘူးဒီကနေဆိုတော့1စင်တီမီတာခွဲပေါ့နော်အဲဆိုတော့ပို့ပြီးတော့တိတိကျကျလေးဖြစ်အောင်တိုင်းပြပေးထားတာပါရှင်